မကြီးရဲ့လာတို့ရက်ွက်မှာကျွန်တော်မွေးမိမရှိတဲ့တဲတွေဟာကျွန်တော်အိမ်မှာပန်းရောင်ရင်နဲ့ကြောင်းတက်ရတဲ့သူမို့တခေသားများကကျွန်တော်ကိုမပေါင်းပါသမျှကြောင်းငန်းတွေကပဲပြုတ်တဲ့မထမျက်စိစလို့အိမ်ငိုက်ခါကြောင်းလို့လားပန်းလေးတဲ့ဝင်သူကိုလေကျွန်တော်ချန်ထားမုံစေတန်းနဲ့ဝေဝေမှာနှစ်ယောက်ထိုင်က